က်ျားကိုရှာမမဟုတ်ဘူးကွယ်ကိုလက်ကိုအားကိုမယ်ကိုဟာကိုစိတ်ကြွယ်ရလေးမှာဘယ်သူမှမသိတဲ့အခါမှာပေါ့နော်သွေးသားတောင်းဆိုချက်ဖြစ်လာပြီးကြီးကြောင်ဖြစ်လာပြီးဆိုလို့ရှိရင်တကယ်လို့ကျမတို့စိတ်ကိုကျမတို့အရန်ချုပ်ထိန်လိုက်တယ်ဆိုရင်ဒါဆိုရင်ဒီလူကလေရှင်းရှင်းပြောရင်လင်ဒါယူဆိုတဲ့ကျမတို့မြန်မာစကားကအလကားမဟုတ်ဘူးနော်လင်ဒါယူဆိုတဲ့စကားတကယ်ရှိတယ်နော်ကျမတို့ကိုကျမတို့ဒီကိစ္စနဲ့ပတ်သက်ပြီးတေချာမရှင်းလင်းလိုက်ဘူးဆိုလို့ရှိရင်နောက်တစ်ချိန်မှာကျမကူနိုင်ကလည်းလင်ဒါယူဖြစ်လာမလားတော့မသိဘူးနော်သူများမပြောနဲ့ကိုယ်တိုင်လည်းဖြစ်နိုင်တယ်ဆိုတာကိုပြောပြတာလင်ဒါယူဆိုတဲ့စကားကအလကားလာတာမဟုတ်ဘူးတကယ်ရှိလို့ပေါ့ဘာကြောင့်လဲသွေးသားတောင်းဆိုတဲ့ဒီတဘာဝသွေးကိုအရန်ကြီးတွားပြီးဟန်ကိုပြီးချုပ်ထိန်လို့ချုပ်ထိန်လိုက်လို့ဒီသွေးကကုလကလတ်နေဖြစ်ပြီးတော့လင်ဒါယူဖြစ်သွားတယ်ဒီတော့ကဲကျမတို့အယူလည်းမဖြစ်ချင်ဘူးဆိုရင်ဒေါ်သက်ထားတို့တင်ပေးမယ်ဒေါ်သက်ထားတို့ယောက်ျားလည်းမရှိဘူးရီးစားလည်းမထားဘူးဘလို့ပြေလျှော့နေတယ်လဲလက်နဲ့ပါနော်လက်နဲ့ဆိုရင်တစ်အချက်မကွဲဘူးနေ့ဘသူ့မှလည်းအားကိုးစရာမလိုဘူးဘယ်ယောက်ျားရဲ့အခိုင်းအစီပါလည်းမဖြစ်ဘူးဘယ်ယောက်ဥပမာကျမတို့ဒီ၃မျိုးမိန်းမသားတွေကယောက်ျားယူရင်လေဒီယောက်ျားတွေကတုံတန်ကောင်းတဲ့ယောက်ျားပြန်ရဖို့ခဲရင်သွားပြီကွာပထမလင်တာလေကို့အတွက်အကောင်းဆုံးဖြစ်တယ်မလွယ်ဘူးခဲရင်သွားပြီအဲ့တော့ကျမတို့လက်ကိုအားကိုးပါဒီလက်ရဲ့အရာသာလေးယောက်ျားနဲ့မိန်းမနဲ့ဂရေမော်မှာအတူတူနေလိုက်တဲ့အရာသာထက်ပိုကောင်းတယ်လို့ကျမပြောပြရစီဒါကျမလက်တွေ့ပါကျမတော့တက်ထားအခုနော်အားလုံးကျမတို့မြန်မာနိုင်ငံကအမျိုးသမီးများအားလုံးကိုပြဿနာများမများအောင်เนาะအရှက်မကွဲအောင်တရားရုံးမရောက်အောင်ဇလန်းနေမရှုပ်အောင်အခုလိုကိုဗစ်ကာလကြီးမှာဆောက်ရှက်တကွဲမဖြစ်အောင်သွေးသားတောင်းဆိုချက်ကဘယ်ကိုဗစ်ဖြစ်ဘယ်နိုင်ငံရေးဘလို့မဖြစ်နေသူ့သွေးသားတော့နဲ့သူလာနေထိန်းချုပ်လို့မရဘူးဒီလိုထိန်းချုပ်လို့မရတဲ့ဂျားတွေကနေပြဿနာတက်လာမှာစိုးလို့ကျမဝင်ပြောပြခြင်းဖြစ်တယ်တော်သက်ထားတို့ယောက်ျားဆုံးတာ12နှစ်ရှိပြီဘလို့နေခဲ့တယ်လဲကိုလက်နဲ့ကိုနေတာပါလက်ကလေးကိုတင်ပေးမယ်အဖုတ်စီလေးရှိတယ်အဖုတ်စီလေးကိုတဖြည်းဖြည်းကင်တွယ်ကြည့်ပါကင်ကြည့်ရင်နဲ့အော်ငါလိုချင်တာဒါပါလားဆိုတာတရက်သိသွားမယ်โอเคနော်ကျေးဇူးတင်လိုက်တော်သက်ထားတို့ဒီနေ့အရှက်ကွဲခံပြီးတိတ်ခကြခံပြီးအားလုံးကိုတင်ပေးလိုက်တာအမှန်တကယ်ဒီလောက်ဂိတ်ဆုံးထိဒီလောက်စီအောက်ထိကိုကျမမတင်ချင်ဘူးသို့တော်လဲကျမကြားနေရတဲ့သတင်းတွေကဒါတင်ပေးမှပဲဒီကိစ္စပြေလည်မှာမို့လို့အားလုံးကိုတင်ပေးလိုက်ခြင်းဖြစ်တယ်ကိုလက်ကိုအားကိုးလိုက်ပါယောက်ျားနဲ့နေတာထက်ပိုပြီးတော့ feeling ရှိတယ်နော်အရှက်မကွဲတော့ဘူးလေကွာအရင်တော့ခံစားပြီးတော်ပြီလေဒီအချိန်မှဒီဘဝရဲ့နောက်ဆုံးကြံတဲ့ဒီတက်တန်းလေးကိုကျမတို့ဒီဟာလေးတွေပဲပြေလျှော့သွားမယ်ဆိုလို့ရှိရင်အရှက်တကွဲအကျိုးနဲ့မဖြစ်တဲ့အပြင်လူလဲကျမ်းပါတယ်သွေးသားတောင်းဆိုချက်တွေရှက်စရာမလိုဘူးတဘာဝဖြစ်တယ်သွေးသားတောင်းဆိုချက်ကိုစန့်ကျင်တဲ့မိန်းမသည်ကြာစန့်ကျင်မှာအချက်ပေါင်းများသွားရင်လင်ဒါယူဖြစ်မယ်ပြီးရင်အယူတစ်ပိုင်းနဲ့ဖြစ်တာထက်စာရင်ကိုဟာကိုလက်ကလေးနဲ့လှုပ်စီလှုပ်လိုက်တာကပိုပြီးတော့အဆင်ပြေတယ်နော်အဲ့ဒါကပို့ပြီးတော့ကောင်းပါတယ်တဖြည်းဖြည်းတင်ယူပါတဖြည်းဖြည်းလှုပ်ယူသွားပါအဲ့ဒါကလုံးဝအန်ဒီရမရှိဘဲနဲ့ပြီးတော့သွေးသားဆောက်တောင်းဆိုချက်ကိုစန့်ကျင်ပြီးမလုပ်ဘူးလို့နေပြီးကဲအယူတစ်ပိုင်းဖြစ်မဖြစ်ရင်လဲကျမ်းမာရေးချွေရင်လာတယ်နော်ကျမ်းမာရေးချွေရင်လာတယ်အုံနောက်တွေမေ့လာတယ်နော်အလှတွေယော့လာတယ်အိုလွယ်တယ်နော်တွေးသားတောင်းဆိုချက်တဘာဝအဲ့ဒါကြောင့်လင်းနဲ့မရနဲ့တကယ်လို့ဖြစ်နိုင်ရင်ပေါ့ဖြစ်နိုင်ရင်လေဒီလင်းဒီများလုံးဝမကွဲအောင်စောမသေးအောင်ထိမ့်သွားဖို့ကအဓိကဖြစ်တယ်နော်ဒီလိုဖြစ်စဉ်တွေအပြက်တွေပြောနေတဲ့ဂျားတွေကနေပြီးတော့အကောင်းပဂရိရှိနေတဲ့မိသားစုတွေကိုတက်ထားတော့ပြောချင်ပါတယ်ကိုကားပါစောင့်ရှောက်ပါနော်
ဖလဲပါညှိနှိုင်းပါဆွေးနွေးပါမကွဲအောင်နော်ကွဲသွားပြီဆိုလို့ရှိရင်မင်းလဲယောက်ျားလေးမင်းလဲနောက်မိန်းမယူလဲမင်းကအကောင်းပဂရိမရနိုင်ဘူးငါလဲနောက်ယောက်ျားယူလဲအကောင်းပဂရိမရနိုင်ဘူးချွင်းချက်သေတာကတော့မတတ်နိုင်ဘူးပေါ့နော်သေသွားတာကတော့မတတ်နိုင်ဘူးမသေအောင်လို့ထိမ့်သိမ့်ပြီးရှင်နေတဲ့လူကလင်မယားမိသားစုကောင်းကောင်းမွန်မွန်တာတာယာယာလေးနဲ့မင်္ဂလာရှိရှိနေသွားတာကဘာပြဿနာမှမရှိတော့ဘူးတစ်ဖက်ဖက်ကသေသွားတာတစ်ဖက်ဖက်ကကွဲသွားပြီဆိုလာပြီနော်ပြဿနာပေါင်းများစွာနော်ပြန်ပြောမယ်သွေးသားတောင်းဆိုချက်ကိုအယံဟန်ကိုပြီးချုပ်ထိန်ရင်လင်ဒါယူမယ်အယူတစ်ပိုင်းဖြစ်မယ်ဒီသွေးသားတောင်းဆိုချက်ကိုလိုက်ရောပြီးလိုက်ရောညီထွေမင်္ဂလာရှိစွာနဲ့လိုက်ရောညီထွေတာအသားအရည်လာတယ်ကျမ်းမာတယ်နော်ကျမ်းမာတယ်ပို့ပြီးအသက်ရှည်တယ်အုံနောက်ပိုကောင်းတယ်ဒီကိစ္စကတဘာဝတရားကဖန်တီးထားတာမို့လို့ရှက်စရာမလိုဘူးရှက်တဲ့တာကဘာလဲသူများလင်ကြောင်လိုက်တာတို့သူများပတ်စံခိုးတာတို့သူများသားသမီးတွေကိုလီးထောင်ပြတာတို့အဲ့ဒါတွေကအောက်တန်းစားအဲ့ဒါတွေကရှက်ရမယ့်အလုပ်တွေရှက်တဲ့နာရှက်ပြီးမရှက်တဲ့နာမရှက်နဲ့โอเคကဲကောင်းပြီဒီမိသားစုကိုဘလို့ချမ်းမအောင်ထိမ့်သိမ့်ပြီးဘလို့ချမ်းမအောင်ယူဆောင်သွားမလဲကျွန်မထပ်ပြောမယ်ခုနကျွန်မပထမဗီဒီယိုမှာကျွန်မလုပ်ပြောခဲ့ပြီးပြီเนาะပြောခဲ့တယ်ကျွန်မရဲ့မိတ်ဆွေများတတိယလိုင်းကိုပြစ်မှာတေးတာဝတ်တုတ်ပြဲတွေပိုသေးတယ်ဆိုတာเนาะယောဂရှိတဲ့လူတော့ကျွန်မထဲ့မပြောတော့ဘူးဒါကတော့ပို့ပြီးသတိထားရမယ်အဓိကဘာကိုသတိထားရမလဲဝတ်တုတ်ပြဲတွေမဝစေနဲ့ဝိတ်ချပါပရိုတင်းတက်ရှိတဲ့ကျွန်မပရိုတင်းတက်ရှိတဲ့ဓာတ်စာမုံကိုတောက်ပါသုံးခါပြောပြီးနော်တောက်ပါညနေစာမစားဘဲနဲ့တောက်ပါဒီလိုဘိုက်ဘူးလုံးလေးနော်ရှေ့ကိုအထွာထွက်နေပြီးနှစ်ထွာထွက်နေတဲ့လူတွေသတိထားလုံးဝသတိထားပါအခုသေနေတဲ့ကျမမိတ်ဆွေတွေတော်တော်များများဥပိုက်ဘူးတွေကြီးပဲအကုန်လုံးသေကုန်ပြီတော့အသက်60မကျော်သေးဘူးဒီကိုဗစ်ကာလမှာအဲ့လိုသေကုန်ပြီဂရေမော်လဲကုန်ပြီဘာဖြစ်လို့လဲကျမတို့ကိုဗစ်ကာလမှာပုံမှန်လူအနေထားလူသွားလာနှုတ်လှုပ်ရှားနေတဲ့အနေထားပျောက်သွားပြီအဲ့ဒါဝတ်ကြွေးပဲဒီဝတ်ကြွေးကိုမြန်ပြေပြောက်အောင်လို့ကျမတို့စိတ်ကောင်းနှလုံးကောင်းထားမယ်အစားအသောက်ကိုအသားငါးနည်းနည်းလျှော့စားမယ်နော်ဘသူပြောလဲတချို့ပြောတယ်ဝါချင်ဝါပါစေကိုဗစ်ကာလမှာကျမခုခံရင်အားကောင်းမှရမယ်ဆိုတော့ခုခံရင်အားကောင်းမှမှန်တယ်ဒါပေမဲ့မဝစေနဲ့ဝါရင်ဝါပါစေဒီအချိန်မှာဝါရင်ဝါပါစေသေမနော်ကိုပြည့်နဲ့မသေးဘူးဝပြီးတော့ယောဂဝင်ပြီးကိုပြည့်ကဝင်ဆောင်လို့သေသွားမယ်အဲ့ဒါသေခြင်းစိုးနဲ့သေတာနော်အဲ့လိုမဖြစ်စေနဲ့ဝတော့သူအရန်သတိထားပါ